ကဲ့မောင်လေးကနာမည်ဘယ်လိုခေါ်လဲရှင်ကျွန်တော်နာမည်ကဆိုရပေါ့နော်သတင်းကျွန်တော် TVB သတင်းဌာနမှာအများအားကျွန်တော်သတင်းပို့တဲ့ကျွန်တော်ရဲ့သတင်းတောက်နာမည်ကတော့ဆိုရပါကျွန်တော်နာမည်အရင်ကတော့ဆိုထုတ်ပေါ့ခုမောင်လေးကဟာခါကိုအဓိကဘယ်လိုမျိုးနဲ့ဒီလိုလာတာလဲအဲ့ဒါလေးသိချင်လို့ရှင်ကျွန်တော်တို့သတင်းဌာနကနေပြီးတော့ကျွန်တော်တို့ဒီ in charge ရှိတယ်ပေါ့နော်သူကနေတစင်ကျွန်တော်ကိုဒီဟာခါမျိုးကိုတွားရမယ်ပေါ့နော်ကျွန်တော်တို့ကအစောဟိုတုန်းပြီးခဲ့တဲ့လပိုင်းတွေကဒီဟာခါမျိုးမှာမြေပြိုတယ်ဒီတောင်လေးပြိုတယ်ဆိုတဲ့ဟာကသတင်းတွေကကြားရတယ်အဲ့ဒီအချိန်မှာပဲစိတ်ဝင်စားတယ်ပေါ့နော်စိတ်ဝင်စားတယ်ဆိုတော့ဒီပျက်စီးမှုပြိုလဲမှုတွေဘယ်လောက်ရှိလဲကျွန်တော်တို့ကသွားခြင်းတယ်အဲ့ဒီအချိန်မှာပဲဒီကျွန်တော်တို့ကိုဒီသတင်းဌာနကိုမတ်ဆုံတင်လို့အပါဝင်ပေါ့နော် HRC ကနေပြီးတော့ဒီဟာကာခီးစဉ်ရှိတယ်ပေါ့ဟာကာကိုသူတို့သွားပြီးတော့ HRC အနေနဲ့လှူဖို့ရှိတယ်ဆိုတော့အဲ့ဒီခီးစဉ်မှာလိုက်ဖို့ပေါ့နော်ကျွန်တော်အကြောင်းကြားတယ်ပေါ့အကြောင်းကြားတယ်နဲ့ကျွန်တော်လည်းမတ်ဆုံတင်လို့နဲ့ဆက်သွယ်ပြီးတော့ဒီဟာကာမျိုးကိုရောက်လာတယ်ပေါ့ဟုတ်ကဲ့မောင်လေးအဲ့ဟိုဘက်ကသတင်းကြားတာနဲ့အခုဒီကိုရောက်လာတော့လက်တွေ့တဲ့ဟာတွေဘယ်လိုကွာခြားမှုရှိလဲမောင်လေးစိတ်ထဲမှာရှိတာလေးသိချင်လို့ကျွန်တော်တို့ဒီဟာခါမျိုးအကြောင်းကိုပထမဆုံးစပြီးတော့သိတယ်မြင်တယ်ပေါ့နော်ကျွန်တော်တို့online ကနေပြီးတော့တချို့ဓာတ်ပုံတွေဒီမြေပြိုမှုကြောင့်တိုက်တွေလူကြတယ်အိမ်တွေပက်လက်လန်နေတဲ့ပုံတွေတွေ့တယ်တချို့ပုံတွေတော့တွေ့တယ်ဒါပေမဲ့ကျွန်တော်တို့ဒီပြီးခဲ့တဲ့လပိုင်းတွေမှာတနိုင်ငံလုံးဖြစ်ခဲ့တဲ့တဘာဝဘေးအန္တရာယ်တွေရေကြီးတာတွေမြေပြိုတာတွေတဲမှာဒီပြင့်ဒေတာကရေကြီးတဲ့ပုံတွေကပို့ပြီးတော့တက်လာတယ်ဟာခါနဲ့ပတ်သက်ပြီးကျွန်တော်တို့ကတွေ့ရတာအများဆုံးတွေ့ရတဲ့ပုံကဒီလမ်းပြိုလို့လူတွေသွားလို့မရလို့ဒီမြေတူးဆက်ကြီးတွေနဲ့ဖဲနေတာလွဲလို့တိတ်ပြီးတော့ပုံနေတော့မတွေ့ရဘူးဒါပေမဲ့ကျွန်တော်တို့တွေ့လိုက်ရတော့ဟာခါမှာမြေနေပြိုတယ်အိမ်နေပြိုတယ်နောက်ပြီးကြတော့ဒီစစ်တမ်းတွေကဒီဟာခါမျိုးကနေဖို့မတင်တော်တော့ဘူးပြောင်းရွှေ့ရမယ်ဆိုတော့ကျွန်တော်တို့ကတော်တော်အံ့ဩတယ်ထိတ်လန့်တယ်ဘာလို့ဆိုတော့မျိုးကြီးတစ်မျိုးလုံးကိုဒီကနေပြီးတော့နောက်တနေရာပြောင်းဖို့ဆိုတာတော့မလွယ်ဘူးဆိုပြီးတော့အဲ့လောက်ပဲကျွန်တော်တို့ကအခြေခံကိုသိထားတယ်ပေါ့ဒါပေမဲ့ဒီရောက်တော့ထင်တာထက်ကိုပျက်စီးမှုတိုင်းတာကတုံ့နှုတ်ဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကပထမမြေပြိုတယ်ဆိုရင်အိမ်တစ်လုံးစာနှလုံးစာပါသွားမယ်အဲ့ဒါကြောင့်ကျန်တဲ့လူတွေကထိတ်လိုက်မယ်ဒီမြေကျော်ကဒီတက်တန်းနူးတဲ့အတွက်နေဖို့မတင်ဘူးလို့ပဲကျွန်တော်တို့ကအဲ့လိုမျိုးထင်ထားတာတကယ်ကြတော့ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာမျိုးဟောင်းဘက်ကိုရောက်သွားမယ်ကျွန်တော်တို့ဒီပြင်ဒီတပတ်တော်လိုင်းရေးကန်ပတ်ဝန်းကျင်ရောက်သွားတဲ့အခါမျိုးမှာကျတော့တော်တော်တုံ့နှုတ်ဖို့ကောင်းတယ်အိမ်ကြီးဆိုတာကမြေပြိုတာတဲ့စာရင်ကြည်လိုက်ရင်ဒီတပြင်းလုံးကြီးကတော်တော်ဆိုးဆိုးဝါးဝါးနဲ့အကြောင်းနေနဲ့တော်တော်ထိတ်လန့်တုံ့နှုတ်ဖို့ကောင်းတယ်ကျွန်တော်တို့အောက်ဘက်မှာရေကြီးမယ်မီးလောင်မယ်အဲ့ဒီတဘာဝဘေးအန္တရာယ်တွေဟဲ့ဒီမြေပြိုတဲ့အန္တရာယ်ကတော်တော်ဆိုးဆိုးဝါးကြောက်ဖို့ကောင်းတယ်ဆိုတာကိုတွေးလိုက်တယ်နောက်ပြီးတော့ဒီမှာလည်းတကယ်ကိုအကူအညီတွေလိုအပ်နေတယ်ဆိုတာလည်းကျွန်တော်တို့ကကျွန်တော်တို့တွေ့တဲ့ online သတင်းတွေထဲဆိုင်ဒီမှာပို့ပြီးတော့ဆိုးဆိုးဝါးဝါးပို့ပြီးတော့ဖြစ်နေတယ်ဆိုတော့ကိုရေးကြုံလိုက်ရတယ်ခုဒီမောင်လေးရောက်လာတော့ဒုက္ခသစခန်းနေရောက်တယ်လို့သိကြတယ်အဲ့ဒုက္ခသစခန်းရောက်တော့မောင်လေးကဘယ်လိုစိတ်ထဲမှာခံစားလဲအဲ့ဒါလေးသိချင်လို့ပါရှင်ကျွန်တော်တို့ဒုက္ခသစခန်းကိုရောက်တယ်ပေါ့နော်အဆုံတင်တော့နဲ့အတူ HRC အဖွဲ့တွေနဲ့အလူပေးနေလေရောက်တယ်ကျွန်တော်တီးတန့်သွားပြီးတော့အင်တာဗျူးလုပ်တာတွေကျွန်တော်သူတို့ရဲ့နေထိုင်မှုပုံစံတွေတွားရရင်လည်းဒီဒုက္ခသစခန်းတွေရောက်တယ်အဲ့ဒီမှာဘာတွေ့ရလဲဘာကွာလဲဆိုတော့ကျွန်တော်တို့ဒီတနိုင်ငံလုံးမှာပြီးခဲ့တဲ့ပြည်နယ်တိုင်း14ခုမှာပြည်နယ်တိုင်း17ခုလုံးဒီတဘာဝဘေးရနေခံခဲ့ရတယ်ဒါပေမဲ့ဒီပြင်ပြည်နယ်တွေကဖြစ်တာကရေဘေးမှာရှိတဲ့ဒီဒုက္ခသည်တွေကသူတို့ရဲ့ပုံစံနဲ့ဒီပုံစံနဲ့အရင်ကွာတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရေဘေးဒုက္ခသည်တွေကသွားလိုက်တယ်ဆိုရင်သူတို့မှာရေတက်တယ်နေလို့မရဘူးသူတို့ကန့်နေမှနေတယ်ဒါပေမဲ့အဲ့ဒါကသူတို့အတွက်အချိန်ပိုင်းခြားလွန်ကြုံကြတလပဲသူတို့အချိန်တိုင်းရေကြတယ်သူတို့အိမ်မှာသူတို့ပြန်နေရမယ်ဆိုတဲ့မျှော်လင့်ချက်ရှိတယ်အခုကျွန်တော်ဒီကန့်နေရောက်သွားတယ်သူတို့ကဓမ္မစုပြီးတော့နေရမယ်ဒါပေမဲ့သူတို့ကဘယ်အချိန်သူတို့ရဲ့အိမ်ကိုသူတို့ရဲ့ပိုင်ဆိုင်တဲ့နေရာကိုပြန်ရမယ်ဆိုတဲ့မျှော်လင့်ချက်ကသူတို့မှာဝေဝါးနေတဲ့မရှိဘူးဒီကန့်နေမှာသူတို့ဘယ်လောက်ကြာနေရအောင်မယ်ဆိုတာသူတို့မသိဘူးနောက်ပြီးကြတော့ဒီကက်နေကလည်းလူတွေအများကြီးစုပြီးတော့အကြာကြီးနေဖြစ်လာမဲ့ပြဿနာတွေကျန်းမာရေးပြဿနာတွေလူမှုရေးပြဿနာတွေအဲ့ဒါတွေကကျွန်တော်တွေးကြည့်ုံနဲ့တင်တော်တော်ကိုစိတ်မကောင်းဖြစ်တယ်သူတို့ရဲ့မျက်နှာတွေကလည်းကျွန်တော်တို့ဟိုးတုန်းက
2008တုန်းကကျွန်တော် ARD တိုင်းမှာ ARD တိုင်းမှာဒီ Nugget ဆိုတဲ့မုံတိုင်းတန်ခံရတယ်အဲ့ဒီတော့လူတွေအများကြီးတည်တယ်အိမ်တွေအများကြီးပျက်စီးတယ်အဲ့ဒီအချိန်မှာကျွန်တော်ရောက်သွားတော့အဲ့ဒီဒေသကလူတွေကကျွန်တော်တို့သွားတဲ့အချိန်မှာသူတို့ကဟိုလူတွေကအသက်ရှင်ကြံနေတဲ့လူတွေကလည်းသူတို့အသက်ရှင်မှုကအတိတ်မဲ့နေလို့ပဲသူတို့ကကြောင်တောင်ကြီးတွေဖြစ်နေသူတို့ကိုကျွန်တော်စကားဘာလို့လဲဆိုတော့သူတို့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအများများသွားတာကျွန်တော်တို့ဒီဟာကာမျိုးကကမ်တွေကိုရောက်သွားတဲ့အချိန်မှာလည်းသူတို့လူကြီးပိုင်းပေါ့နော်ကလေးတွေကတော့ဒီကမ်မှာဟိုအများကြီးစုနေကြတဲ့အချိန်မှာခဏတော့သူတို့တွေဟိုရွယ်လူတွေစော့ပျော်ရွှင်ရွှင်စော့ကြအော်ဟစ်နေကြတယ်ဒါပေမဲ့ဘဝရဲ့အနေအထားကိုတကယ်သိနေတဲ့လူကြီးပိုင်းကတော့သူတို့ရဲ့မျက်လုံးတွေထဲမှာကဟိုတကယ်ဟိုစိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကမျက်လုံးတွေထဲမှာပေါ်နေတယ်သူတို့ရဲ့ဟိုဒီဟိုစိတ်ထိခိုက်မှုကတော်တော်ကိုစိုးဝါးနေတယ်ဆိုတာကျွန်တော်တို့တွေ့လိုက်ရတယ်အဲ့ဒါတော့ဟိုနောက်ဘယ်လောက်ကြာနေရမယ်မှမသိဖြစ်လာမဲ့ပြဿနာတွေလည်းအခုလက်ရှိအရင်ဆုံးသူတို့အတွက်ရင်ဆိုင်ဖြေရှင်းရမယ့်ပြဿနာသူတို့အတွက်စိတ်ခွန်အားတွေအရင်ဆုံးပေးရမယ်လို့တော့ကျွန်တော်ထင်တယ်အခုမောင်လေးဒီကိုရောက်လာတော့အခုတည်င်းယူထားတဲ့ဗီဒီယိုကင်မရာဗီဒီယိုရိုက်ထားတဲ့တည်င်းနေပေါ့ရှင်အဲ့ဒါလေးကိုပေးချိန်တော့ကျမတို့ပြန်ကြည့်လို့ရမယ်တယ်ဆိုတာလေးသိချင်လို့ဒီကျွန်တော်ဒီခီးစဉ်ကတော့ကျွန်တော်တို့ဒီ DVB သတင်းတောက်တွေအနေနဲ့ကတော့ဒီခီးသွားတာတွေများပါတယ်ဒါပေမဲ့ဒီခီးစဉ်ကတော့ကျွန်တော်ရန်ကုန်ကနေပြီးတော့တနေရာကိုထွက်တဲ့အခါမှာအကြာဆုံးကြာတဲ့ခီးစဉ်ပေါ့ဘာလို့ဆိုတော့ကျွန်တော်တို့ကပြီးခဲ့တဲ့တောက်ကြနေရထွက်လာတယ်အခုရန်ကုန်ကိုလာမယ့်စနေကြမှာပြန်ရောက်မယ်ဟိုဆိုတော့8ရက်ဒီပါကြာသွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ဟိုတရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မှတ်တမ်းနေအများကြီးရိုက်ခဲ့တယ်ဟိုတရင်အင်တာဗျူးတွေလုပ်တယ်နောက်ကြတော့ဒီကမ်နေမှာနေရတဲ့နေထိုင်မှုဘဝတွေဟာခါမျိုးရဲ့အခြေအနေတွေပျက်စီးသွားတဲ့ဟိုဒီခရီးယန်အကြောင်းတွေဗုဒ္ဓဘာသာဘုန်းကြီးအကြောင်းတွေအများကြီးတွေ့ရတယ်အဲ့ဒါတွေကိုကျွန်တော်မှတ်တမ်းတင်ထားတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့သတင်းဌာနမှာကသူကဒီတနေ့တာထုံးလွှင့်ပုံစံနဲ့မှာသတင်းရှိတယ်နောက်ပြီးကြတော့ဟို no comment ဆိုတာက3မိနစ်စာတခုရှိတယ်နောက်ပြီးကြတော့ဒီရုပ်သံမှတ်တမ်းပေါ့ကျွန်တော်ကဒီခီးစဉ်မှာရုပ်သံမှတ်တမ်းတစ်ခုအဖြစ်မှတ်တမ်းတင်တော့ရုပ်သံမှတ်တမ်းတစ်ခုဟိုထုတ်လုပ်နိုင်အောင်လည်းကျွန်တော်စူးစမ်းခဲ့တယ်ဆိုတော့ကျွန်တော်အခုတော်တော်များများပြည့်စုံပါပြီကျွန်တော်ရန်ကုန်ပြန်ရောက်ရင်တော့ဒီရုပ်သံမှတ်တမ်းကိုပြန်ပြီးတော့ဟိုဒီပြန်ပြီးတော့ဖန်တီးမယ်ပေါ့နော်ဒီကျွန်တော်တို့ရုံးမှရှိတဲ့လူတွေနဲ့2ယောက်3ယောက်ပေါင်းပြီးတော့ edit တွေလုပ်မယ်လုပ်ပြီးတော့အဲ့ဒါကတော့ကျွန်တော်ထင်နေကြနိုင်ပါတယ်တစ်ပတ်လောက်ပေါ့ဒါပေမဲ့ဒီအခုကျွန်တော်ရန်ကုန်ကိုစနေနေ့ညရောက်မယ်တနင်္ဂနွေနေ့ကျွန်တော်ပြန်ပြီးတော့ရုံးတက်တာနဲ့အဲ့ဒီနေ့အတွက်အနည်းဆုံးတော့ကျွန်တော်3မိနစ်စာသတင်းတစ်ပုတ်2မိနစ်ခွဲ3မိနစ်စာသတင်းတစ်ပုတ်ပေါ့ဒီ data နဲ့ပတ်သက်တဲ့ဒီဟာကာမျိုးရဲ့ဒီ camp တွေမှာရှိတဲ့နောက်ဆုံးအခြေအနေပေါ့ဥပမာကျွန်တော်တို့ဒီနေ့ဒီဆိုဟာကာမျိုးမှာရှိတဲ့ camp တွေမှာလူ4ယောက်ဟိုကျမကြီးချိုးရင်းပြီးတော့တိတ်ဆုံးသွားပြီဆိုတဲ့သတင်းပုံစံမျိုးတွေနောက်ပြီးကြတော့ဒီကျွန်တော်တို့ဒီရက်ထက်မှတွေ့ဝင်ကြီးအစိုးရပိုင်းဝင်ကြီးတွေနဲ့တွေ့ခဲ့တဲ့ဟိုအင်တာဗျူးတွေကထုတ်လို့ရတဲ့သတင်းလိုဟာမျိုးပေါ့အဲ့ဒါမျိုးတွေလည်းလုပ်ဖို့ရှိတယ်နောက်ပြီးတော့ဒီ camp တွေမှာရှိတဲ့လူတွေရဲ့နေထိုင်မှုပုံစံတွေကိုကျွန်တော်တို့ကဟိုဘာမှမပြောဘဲနဲ့ဒီပြကွက်တွေနဲ့ပဲပြမယ်3မိနစ်စာ no comment ဆိုတဲ့ဟာမျိုးတွေပေါ့ကျွန်တော်ထင်ပါတယ်ဒီကနေပြန်သွားပြီးရင်တော့ကျွန်တော်တစ်ပတ်လောက်အနည်းဆုံးဒီဟာကိုဟိုဟာခနဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်ကိုယ်တိုင်ရောနောက်ပြီးတော့ကျွန်တော်သတင်းခန်းထဲမှာရှိနေအခြားသတင်းတောက်တွေအတွက်ပါကျွန်တော်ကပေးနိုင်မယ်ဆိုတော့ကျွန်တော်စနေနေ့ပြန်ရောက်တဲ့တနင်္ဂနွေနေ့မှာဆိုရင်တော့စပြီးတော့ဟာခနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကတော့ပါပြီဆိုတာကျင်းသိပါတယ်ဟုတ်ကဲ့မောင်လေးအနေနဲ့ဒီဟာခါကိုရောက်လာတော့ဟာခါမှာဘယ်လိုဆက်သွေးပိုင်းရောလမ်းပန်းမြို့ထဲမှာသွားတဲ့လမ်းတွေပေါ့နော်လေးအတွေ့အကြုံပေါ့ဒီဟာခါမြို့မှာဘာလို့အဲ့လေမောင်လေးမြင်တာလေးပြီးတော့မောင်လေးအတွက်လည်းအခက်အခဲရှိတာလေးအဲ့ဒါလေးသိချင်တော့ကျွန်တော်ကဒီချင်းပြည်နယ်ကိုဒါကဒုတိယအကြိမ်ရောက်ပြီးတော့ပထမတစ်ကြိမ်ကတော့ကျွန်တော်ဟိုဟာတိုင်းငင်းကနေပြီးတော့တီတိမ်ဘက်ကိုသွားတယ်တီတိမ်ကကျွန်တော်3ရက်နေခဲ့ပြီးဟိုသတင်းနဲ့ပတ်သက်ပြီးတော့လုပ်ခဲ့ပြီးအခုဟာခါကိုတော့ဒါပထမဆုံးကြိမ်ရောက်တာပေါ့ဟာခါကဒီချင်းပြည်နယ်မှာတော့ပြည်နယ်မျိုးတော်ကြီးတစ်ခုဖြစ်သလိုအလားဆုံးမျိုးလည်းဖြစ်တယ်တကယ်ကိုတဘာဝပေါင်းကျင်နေရတဲ့အရန်ကိုလှပ်ပပြီးတော့ဟိုစိတ်ကူးရင်လို့အရန်ကောင်းတဲ့စိတ်ကူးထဲမှာတခါတည်းဟိုကျွန်တော်စိတ်ကူးထဲမှာဘယ်ရောက်ခဲ့တဲ့မျိုးတွေထဲမှာဘယ်မျိုးနေခြင်းလဲဆိုရင်တော့ဒီတဘာဝတောတောင်နေနဲ့ရှူကင်းနေနဲ့မျိုးရဲ့တီနေပုံရမ်းဆိုရင်ကျွန်တော်ဟာကမြို့မှာကျွန်တော်နေခြင်းပါတယ်ဒါပေမဲ့အခုဒီဟာကမြို့မှာကကျွန်တော်တို့ဟိုတွေ့ရတာကအခြားပြည်နယ်မျိုးတော်တွေနဲ့
ဆိုရင်ဟာခမျိုးကဖွံ့ဖြိုးမှုနောက်ကျတယ်ဆိုတာကဒီ Yes.me နောက်ကြတော့ဒီ phone line ပေါ့နော်ဖုန်းလိုင်းဆိုရင်ကျွန်တော်ကအခု Ori2 သုံးမယ် MPD သုံးမယ် MPD တခုကတော့ရတယ်ဒါပေမဲ့အချိန်တိုင်းမရဘူးကျွန်တော်နောက်ပြီးကြတော့ internet ကတော့ကျွန်တော်လုံးဝကျွန်တော်ဖုန်းနဲ့သုံးလို့အဆင်မပြေတော့ဘူးအဲ့တော့ကျွန်တော် hotel မှာရှိရင် wifi ကလည်းတခါတလေကျွန်တော်တို့ဖျားတာပြီးတော့သုံးတယ်တခါလေရတယ်တခါတလေမရဘူးအဲ့တော့ကျွန်တော်ရုံးကိုလှမ်းပြီးတော့ဖုန်းဆက်တယ်ပထမကျွန်တော်တို့သတင်းဌာနရဲ့ထုံးစံရဆိုကျွန်တော်တို့ခီးတစ်ခုသွားတာနဲ့ပထမဆုံးနေ့ရောက်တာနဲ့အဲ့ဒီဒေတာကနေသတင်းကိုကျွန်တော်တို့ကအမြဲတမ်းကျွန်တော်တို့ဘယ်ဒေတာရောက်ကျွန်တော်တို့ပို့ရတယ်ကျွန်တော်တို့ပို့နိုင်ခဲ့တယ်ကျွန်တော်တို့ဒီရှမ်းပြည်သွားလဲကျွန်တော်တို့ပို့နိုင်ခဲ့တယ်ဒီဘက်ကရင်ပြည်နယ်သွားလဲပို့နိုင်ခဲ့တယ်တော်တော်ဝေးလံခေါင်းရတဲ့နေရာတွေတော့ရအောင်ပို့ခဲ့နိုင်ခဲ့ပြီမဲ့ကျွန်တော်ဟာခမျိုးမှာတော့ကျွန်တော်သတင်းပို့ဖို့ကျွန်တော်အင်တာနက်ကကျွန်တော်အဆင်မပြေဘူးပေါ့နော်ကျွန်တော်အတွက်ကတော့အဲ့ဒီတော့ကျွန်တော်ဒီသတင်းတွေကိုကျွန်တော်ရုံးဖုန်းဆက်တယ်ကျွန်တော်ဒီခီးစဉ်ပြီးတော့မှပြန်လာမှလုပ်ဆိုတော့ကျွန်တော်တို့ဒီကျွန်တော်အတွက်ကတော့ပထမဆုံးအခက်အခဲဆုံးကတော့ဒီပေါ့အင်တာနက်လိုင်းပေါ့နောက်ပြီးတော့ဒုတိယအခက်အခဲကဘာသာစကားကျွန်တော်ကမ်တွေကိုရောက်တယ်မြို့ရဲကိုသွားတယ်အကုန်လုံးကတော်တော်များများကဒီဒေတာစကားသုံးစကားချင်းစကားကိုပဲကျွန်တော်တော်တော်များများပြောကြတယ်နောက်တော်တော်များများကလည်းမြန်မာစကားကိုသူတို့မသိကြဘူးသိတဲ့လူလည်းရှိတယ်မသိတဲ့လူလည်းရှိတယ်အဲ့တော့ကျွန်တော်ကမ်တွေကိုရောက်သွားတယ်သူတို့တွေကကမ်တွေကိုရောက်သွားပြီးတော့ကျွန်တော်ကိုလာပြီးတော့လက်ဆွဲတယ်နှုတ်ဆက်တယ်ကျွန်တော်ကသူတို့တွေဒုက္ခဘယ်လောက်ရောက်နေတယ်ဆိုတာကကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဘယ်လောက်ခံစားရတယ်ဆိုတာသူတို့ကိုကျွန်တော်ပြန်ပြီးတော့အားပေးဖို့ကျွန်တော်မှာဘာသာစကားအရာကျွန်တော်မတတ်နိုင်ဘူးကျွန်တော်အဲ့ဒါကိုကျွန်တော်တော်တော်ဝမ်းနေတယ်ကျွန်တော်အဲ့ဒီကမ်တွေကိုရောက်သွားတိုင်းသူတို့ကိုတွေ့တိုင်းသူတို့ကိုကျွန်တော်အားပေးခြင်းတိုင်းကျွန်တော်ရဲ့ရင်ထဲမှာရှိတဲ့ခံစားချက်ကိုသူတို့ကိုကျွန်တော်ခွန်အားမျှပေးဖို့ကျွန်တော်မပြောနိုင်တဲ့အတွက်အဲ့ဒီဟာကိုကျွန်တော်တော်တော်ဝမ်းနေတယ်အဲ့ဒီဟာကကျွန်တော်ရဲ့ဝမ်းနေမှုကဒီဝမ်းနေမှုနဲ့တင်အဆုံးသတ်မသွားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီကိုချင်းစာတရားတွေကျွန်တော်တို့အခက်အခဲတွေကိုတနိုင်ငံလုံးပြန့်နှံ့သွားဖို့လဲအဲ့ဒီဘာသာစကားအခက်အခဲကြောင့်တိတ်ပြီးတော့ခီးမတွင်တာလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ဒီနိုင်ငံလုံးမှာရှိတဲ့တိုင်းရင်းသားညီကိုမောင်နှမတွေကရှမ်းလည်းရှိမယ်ကချင်လည်းရှိမယ်ဗမာလည်းရှိမယ်ရခိုင်လည်းရှိမယ်ဒီချင်းပြည်နယ်မှာရှိတဲ့ညီကိုမောင်နှမတွေရဲ့ဒုက္ခကိုသူတို့သိချာမသိဘူးဆိုတာကဘာသာစကားကနေပြီးတော့ဒီမီဒီယာကိုဖြတ်ပြီးတော့သူတိကျကျထွက်မသွားနိုင်လို့ကျွန်တော်ထင်တယ်အမှန်တကယ်ဆိုရင်ဒီချင်းပြည်နယ်မှာရှိနေတဲ့အခက်အခဲတွေကိုတနိုင်ငံလုံးကဓာတ်ထက်ပို့ပြီးတော့တည်တင်တယ်လို့ကျွန်တော်ထင်တယ်အဲ့ဒီလိုတည်တင်အောင်လဲဒီကလူတွေကပို့ပြီးတော့အားထုတ်တင်တယ်လို့ကျွန်တော်ထင်တယ်နောက်ပြီးကြတော့ကျွန်တော်ဒီမှာတွေ့တာကကျွန်တော်တို့အခြားပြည်နယ်တွေမှာဆိုရင်ကျွန်တော်တို့ ARB တိုင်းမှာအခက်အခဲဖြစ်တယ်ကချင်ကလည်းလာကူတယ်ရှမ်းကလည်းလာကူတယ်အဲ့လိုမျိုးပေါ့ဒီမှာကြတော့ကျွန်တော်တိတ်ပြီးမတွေ့ရဘူးကျွန်တော်ဒီမှာရောက်နေတဲ့အချိန်ဒီဆိုရင်ဥတုမင်္ဂလာတို့တစ်ဖွဲလောက်တွေ့မယ်နောက်ပြီးတော့ဒီကလူတွေကလည်းလေဒီရဲ့အခက်အခဲတွေကိုအကူအညီမျှော်လင့်တဲ့အခါမှာအစိုးရဘိုင်းကတော့ထားလိုက်တော့ကျွန်တော်တို့ NGO ဘိုင်းဆိုရင်ကိုယ်နိုင်ငံသူနိုင်ငံသားတွေရဲ့ခွန်အားတွေကိုယူဖို့ထက်စာရင်နိုင်ငံခြားက EU ကUNICEF ကအဲ့ဒီရဲ့အကူအညီတွေကိုဒီချင်းပြည်နယ်မှာရှိတဲ့NGO ခေါင်းဆောင်ပိုင်းတွေရောလူပိုင်းအောင်သူတို့ပို့ပြီးတော့မျှော်လင့်နေပုံရတယ်ကျွန်တော်တို့ဒီနိုင်ငံထဲမှာပဲရှိနေပြီးတော့ကျွန်တော်တို့ညီကိုမောင်နှမတိုင်းရင်းသားတွေနဲ့သူတို့ကအဆက်အသွယ်ပြတ်နေတဲ့စိတ်ခံစားမှုကိုကျွန်တော်ရတယ်အဲ့ဒီအတွက်တော့ကျွန်တော်စိတ်မကောင်းတကယ်ဆိုဒါထက်ပိုပြီးတော့ကျွန်တော်တို့တိုင်းသားညီကိုမောင်နှမတွေရင်းရင်းနှီးနှီးနဲ့တယောက်ဒုက္ခကိုတယောက်မျှဝေပြီးတော့တယောက်ဒုက္ခကိုတယောက်ကူညီဖို့အတွက်ဖြစ်တင်တယ်လို့ကျွန်တော်ထင်တယ်အခုကျွန်တော်ဒီကမ်တွေကိုရောက်သွားတယ်သူတို့နဲ့လိုက်ပြီးတော့ကျွန်တော်နှုတ်ဆက်တယ်ကျွန်တော်ပမာလိုပဲကျွန်တော်နှုတ်ဆက်တယ်သူဘာသာစကားအရမှုခွင့်နဲ့ကျွန်တော်ရဲ့ body language ရာသူတို့ကိုကျွန်တော်နွေးနွေးထွေးထွေးကလေးတွေဆိုရင်ကျွန်တော်ကိုယ်ချီတယ်အသက်ကြီးပိုင်းနေဆိုရင်ကျွန်တော်ကိုယ်ဖက်တယ်ပေါ့နော်သူတို့ကိုကျွန်တော် body language ရာကျွန်တော်လိုက်ပြီးတော့တတ်နိုင်တယ်များခွန်အားဖြစ်စေမဲ့အားပေးမှုတွေကျွန်တော်လုပ်တယ်ထပ်ပြီးတော့ကျွန်တော်သူတို့ကိုတွေ့ရတာကသူတို့ကတကယ်တော့ဒီအိမ်နေတာပြိုသွားတာသူတို့ရဲ့အနာဂတ်တွေကပြိုလဲသွားတာမဟုတ်ပါဘူးသူတို့အတွက်တကယ်ကိုပြန်ပြီးတော့
ယုံထားရမယ်အနာဂတ်ကတကယ်ရှိပါသေးတယ်တကယ်တော့ဒီလိုမျိုးယုံထားဖို့အတွက်လည်းသူတို့တယောက်တည်းတွေမဟုတ်ပါဘူးဒီသူတို့ရဲ့နောက်မှာဟာခပြည်သူတွေရှိတယ်ချင်းပြည်သူတွေရှိတယ်နောက်ပြီးတော့မြန်မာပြည်သူတွေရှိတယ်နောက်ပြီးတော့ကဘာသူကဘာသားတွေရှိတယ်အခုကျွန်တော်တို့ဒီဟာခမြို့မှာကြုံရတဲ့ပြဿနာကဒီဟာခမြို့သူမြို့သားတွေမဟုတ်ပါဘူးကျွန်တော်တို့ဒီမှာတွေ့တဲ့အခါမှာခရီးယန်ခရီးယန်စာသင်ကျောင်းတွေခရီးယန်ဘုန်းကြီးကျောင်းတွေရှိမယ်နောက်ပြီးတော့ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေရှိမယ်ဒီခက်ခဲကလူမျိုးမရွေးဘာသာမရွေးအကုန်လုံးရင်ဆိုင်ကြရတော့ဒီမျိုးလာပြီးတော့ကူညီကြတာလေဒီဟာကနဲ့ပတ်သက်တဲ့ချင်းကဘာနှံကချင်းပြည်သူတွေရှိမယ်နောက်ပြီးတော့ဒီဗုဒ္ဓဘာသာဘုန်းကြီးတွေလည်းလာပြီးတော့ကူညီကြတာတွေ့တယ်အဲ့တော့ကျွန်တော်တို့ကဒီအခက်ခဲတွေကိုလူမျိုးခွဲခြားမှုဘာသာတရားခွဲခြားမှုမရှိဘဲနဲ့ကျွန်တော်တို့ကလူသားဆန်ဆန်နဲ့လူသားတွေရဲ့ထားရှိရမယ့်စိတ်တွေခွန်အားတွေနဲ့ကျွန်တော်တို့အနာဂတ်ကနေပြီးတော့ကျွန်တော်တို့အကောင်းဆုံးတည်ဆောက်နိုင်ဖို့အတွက်ကျွန်တော်တို့ဒီအခက်အခဲတွေကနေပြီးတော့ကျွန်တော်ယုံထားနိုင်မှာဖြစ်ပါတယ်အဲ့ဒီလိုယုံထားဖို့အတွက်လည်းယုံကြည်ကြဖို့ကျွန်တော်အားပေးပါတယ်ရာသီဥတုအချိန်တွေကတော့ကျွန်တော်ဒီဟာခမြို့ကတော်တော်အခုချိန်ပါနော်နောက်ရောက်လာမယ်စောင်းရသည်ဆိုတော့ကျွန်တော်တွေးကြည့်ုံနဲ့တော်တော်အေးမယ်ဆိုတာသိပါတယ်ဒါပေမဲ့ဒီအချိန်မှာတော့ကျွန်တော်ဒီရက်ပိုင်းတွင်ကျွန်တော်ရှမ်းပြည်ဘက်ကလည်းပြန်လာတယ်ရှမ်းပြည်မှာလည်းအဲ့လောက်ကြီးအရင်ရာသီဥတုကမအေးဘူးတမမျှတမှုမရှိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကရှမ်းပြည်မှာတော့နည်းနည်းအပူဒဏ်ကိုနည်းနည်းခံစားရတယ်ဒီဟာခမြို့မှာတော့တဘာဝတရားလေးကအရန်ကိုချစ်ဖို့ကောင်းပါတယ်အေးလေးနဲ့နေလို့ကောင်းတယ်ဒါပေမဲ့တခုရှိတာမနေ့ပိုင်းနေဆိုမိုးနှင်းနေကြပြီးတော့ဘယ်မှသွားလို့မရဘူးဒီမှာဟာခမြို့ရောက်ရင်ကျွန်တော်အလုပ်က10နာရီ17နာရီလောက်မှစရတယ်အများအားဘာလို့လဲဆိုတော့မနေ့မိုးလင်းတာနဲ့မနေ့တိုင်းလိုမိုးနှင်းနေကြနေတယ်လို့အစားအသောက်ပိုင်းကလည်းအစားအသောက်ပိုင်းကကျွန်တော်ကဒီမတိုင်ခင်ကကလေးမှနေခဲ့ပြီးတော့ဒီချင်းရိုးရအစားအစာတွေနဲ့တိတ်ပြီးတိတ်ပြီးတော့မစိမ့်ပါဘူးကျွန်တော်စာပူလီတို့ဘာလို့လဲကျွန်တော်စားခဲ့မှုပါတယ်ကြိုက်လဲကြိုက်ပါတယ်ဒီကအစားအသောက်ကလေးတွေကမနေ့ဖက်ဆိုရင်အကျော်လေးနဲ့ကောင်းချင်းမောင်းလေးနဲ့စားရတာလည်းသဘောကျပါတယ်စာပူတီစားရတာလည်းသဘောကျပါတယ်နောက်ရှာဖူဖီကျွန်တော်မွေး9000မှပဲကျွန်တော်တို့အောက်ပိုင်းမှာစားတယ်မွေး9000မှပဲဟာခါမြို့မှာစားရတယ်ဆိုတော့လက်ဖက်ရည်အကြကွေးတွေကလည်းကောင်းပါတယ်တခုရှိတာကတော့လမ်းမဆက်သွယ်ရေးကျွန်တော်တို့မှာဒီအရန်ကြီးကိုခက်ခဲကြမ်းတမ်းခဲ့တော့လေဒီမျိုးကကုန်စည်နှုန်းကတော့နည်းနည်းလေးတက်တယ်ကုန်စည်နှုန်းကစားတော့စီကနည်းနည်းကြီးတယ်ပေါ့နော်အောက်ပိုင်းနဲ့ဆိုင်တော့နည်းနည်းမျိုးလုံးယူစီအကောင်းတယ်အဲ့ဒါတခုပါပဲနောက်တစ်ခုကတော့ဒီမျိုးထဲမှာသွားရင်လည်းဘာသာစကားခုနပြောခဲ့လို့ဘာသာစကားအခက်အခဲလေးပေါ့ဒါပေမဲ့တယောက်နဲ့တယောက်ဘာသာစကားသာချင်းမတူလို့ဒါမှဆက်သွယ်လို့မရပေမဲ့အပြုံးနေနဲ့ကတော့ကျွန်တော်တို့နှုတ်ဆက်ပါတယ်ဟာခမျိုးကချစ်ဖို့ကောင်းပါတယ်တယောက်နဲ့တယောက်ကြည့်လိုက်ရင်အများနဲ့ပြုံးရွှင်နေတာကျွန်တော်တွေ့ပါတယ်အဲ့ဒါကိုတော့သဘောကျပါတယ်ကျွန်တော်ကဟာခမျိုးကိုစနေနေ့ညမှာစရောက်တယ်ရောက်ချင်းပဲအနေကတော့ကျွန်တော်စနေနေ့ညရေချိုးဖြစ်တယ်တော်တော်အားတင်းပြီးတော့ချိုးရတယ်အရင်တော့လည်းကျွန်တော်မယူဒါပေမဲ့ကျွန်တော်ဟာခရောက်ပြီးရဲ့2ရက်ပဲကျွန်တော်ရေမချိုးဖြစ်ပဲနေဖြစ်တယ်ပေါ့ဘာဖြစ်လို့ဆိုတော့ကျွန်တော်တဲတဲ့နေရာကိုပြန်တဲ့အခါမှာနောက်ကျတော့လို့ဒါပေမဲ့ဒီမျိုးရောက်ပြီးတဲ့အခါမှာတော့ကျွန်တော်ရေနည်းနဲ့တော့မချိုးပါဘူးရေနဲ့ပဲချိုးတယ်ရေနဲ့ချိုးပြီးဆိုရင်လည်းနည်းနည်းကိုယ်လက်တွေကြိုက်ခဲ့ပြီးတော့မနေ့ကကျွန်တော်ပါတဲ့ဆေးတွေပူဆေးတွေနဲ့ပြန်ပြီးတော့လိမ့်ရတယ်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအောက်ပိုင်းမှာတစ်နေ့တစ်ခါရေချိုးလေးရှိတော့ရေမချိုးရရင်စိတ်ထဲမှာအဲ့လိုမျိုးဒီရာသီဥတုကအေးနေပြီမဲ့ကိုကရေမချိုးရတဲ့အတွက်ကိုအဲ့လိုမျိုးအလေးကျင့်ကမဖြတ်နိုင်တော့ဒီမှာကျတော့နေ့တိုင်းရေချိုးဖို့ကြိုးစားတယ်ဒါမှရာသီဥတုကတော့နည်းနည်းအေးတယ်ဒီမှာကမိုးရင်းဖြစ်နေတော့ရေကတော့အခုကြည့်ရတော့ရေစိတ်နေရှိတယ်ကျွန်တော်တို့ဒီမျိုးအပြင်ထွက်တဲ့နေရာတွေမှာရောဒီမတူပီးဘက်ထွက်တဲ့နေရာတွေမှာဂံကောဘက်ထွက်တဲ့နေရာမှာကျွန်တော်တို့ကာလန်ပေးရောက်ရင်ရေစိတ်နေရနေပြီးတော့ရေဒီမှာတော့ဒီချိန်မှာပေါ်တီရနေတာတွေ့တယ်အဲ့တော့ဒီ camp နေမှာလည်းအခုချိန်ထိတော့ရေအတွက်တော့တိတ်ပြီးတော့အခက်အခဲမရှိဘူးဒါပေမဲ့သူတို့ချက်ပြုတ်စားတောက်တဲ့ရေကတော့ရေတန်းကတော့အခက်အခဲရှိမှထင်တယ်ရေရင်းမြစ်ရှိပေမဲ့ဒီရေရင်းမြစ်ကရေတန်းဖြစ်လားမဖြစ်လားတောက်သုံးမှုတင်လားဒီရေထဲမှာဗာဓာတ်တွေပါလဲထုံးတဲ့များနေလားအဆင့်နေတဲ့များနေလားအဲ့ဒါတော့ဒီ camp တွေကိုစောင့်ရှောက်တဲ့ကျန်းမာရေးဆိုင်ရာဆရာဝန်တွေနဲ့ဂရုစိုက်ဖို့လိုမယ်လို့တော့ထင်တယ်ဘာလို့လဲဆိုတော့လူအများကြီးကျွန်တော်တို့ဒီနေ့ရောက်တော့ camp မှာတခုကြည့်တော့သူတို့ချက်ပြုတ်နေတဲ့ထမင်းချက်ပြုတ်နေတဲ့ရေအားတောင်မှပဲအရင်တန်တယ်လို့ပြောလို့မရဘူး။နည်းရေကခက်နောက်ပဲဆိုတော့အဲ့ဒါကဒီချိန်မှာတော့မှပဲဒီလိုမျိုးပြဿနာကျုံနေရင်အခုမိုးကုံသွားရင်နောက်စောင်းကူရင်ရေရှားလာမယ့်အချိန်နောက်ငွေရောက်လာမယ့်အချိန်ဘာလို့သေချာတယ်ဒီကက်မှာနေရမယ့်လူတွေကနှစ်ပေါက်သွားနိုင်တယ်သူတို့အတွက်ဒီရေကကျွန်တော်တို့
တော်ကိုအလေးထားပြီးတော့စဉ်းစားရမယ်အချက်တစ်ခုဖြစ်တယ်ကျွန်တော်တို့ DVB သတင်းဌာနအနေနဲ့ကဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဦးစားပေးပြီးတော့ကျွန်တော်တို့ကသတင်းတွေဖော်ပြတာများတာကိုပြီးခဲ့တဲ့လွန်ခဲ့တဲ့တလလောက်ကတည်းကစတင်ပြီးတော့လာမဲ့ရွေးကောက်ပွဲအတွက်2015ရွေးကောက်ပွဲအတွက် election program တွေကျွန်တော်တို့ကတစ်ခုပြီးတစ်ခုတင်ဆက်နေတယ်ကျွန်တော်ကဒီဟာခမျိုးကိုစရောက်တာနဲ့ဒီချင်းပြည်နယ်နဲ့ပတ်သက်တဲ့ဒီနိုင်ငံရေးပါတီတွေရွေးကောက်ပွဲကော်မရှင်တွေနောက်ကြတော့ဒီပြည်သူတွေနဲ့တွေ့တော့ဒီ camp တွေမှာရှိနေတဲ့သူတွေကိုလည်းကျွန်တော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တီးခေါက်မိတယ်နောက်ပြီးတော့ကျွန်တော်မြို့ဟောင်းထဲမှာတွားတော့မြို့ဟောင်းထဲကရက်ွက်ရုံတခုမှာမဲစင်းကတ်ထားတယ်အဲ့ဒီမှာလည်းမဲစင်းကိုစိတ်ပါဝင်စားကြည့်နေတဲ့လူတွေတွေ့တယ်ဒီဟာခမျိုးပေါ်မှာလည်းမဲစင်းကတ်ထားတဲ့နေရာမှာမဲစင်းကိုစိတ်ပါဝင်စားကြည့်နေတဲ့လူတွေတွေ့တယ်အဲ့တော့ကျွန်တော်တို့မေးတယ်အန်ဟုတ်ကောင်းတာကဒီတော်တော်များများကတဘာဝဘေးအနေကိုရင်ဆိုင်နေရတဲ့အချိန်မှာတော့ပဲရွေးကောက်ပွဲကိုသူတို့စိတ်ဝင်စားရှိတယ်ဘာဖြစ်လို့ဆိုတော့သူတို့အခက်အခဲတွေကိုယုံထားဖို့အတွက်ဘယ်လိုမျိုးအစိုးရကိုသူတို့ရွေးချယ်ရမယ်ဆိုတာသူတို့စိတ်အားထက်သန်နေပုံရတယ်အဲ့ဒီဟာကတော့သူတို့တွေကကောင်းတဲ့အလားအလာလို့ကျွန်တော်ထင်တယ်တကယ်လဲအားရတယ်ကျွန်တော်နိုင်ငံရေးပါတီတော်တော်များများကိုလည်းတွေ့တော့မေးကြည့်တော့ပါတီတွေကတော့စိုးရိမ်ပေမဲ့ကျွန်တော်ပြည်သူတွေကိုမေးကြည့်တော့ပြည်သူတွေတော်တော်များများတော့ရွေးကောက်ပွဲကိုသူတို့မျက်ခြေမပြတ်ဘူးဆိုတာတွေ့ရတယ်အဲ့ဒီအတွက်ကတော့ကောင်းတယ်ပေါ့ဒါပေမဲ့ဒါကကျွန်တော်မြို့ပေါ်မှာပေါ့နော်ကျွန်တော်တို့ဒီဟာခမြို့ကနေပြီးတော့အရန်ဝေးတယ်စိုက်ကယ်နဲ့သွားမယ်လမ်းဆိုးတဲ့နေရာတွေဆိုရင်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုဖြစ်နိုင်လဲနောက်ပြီးကြတော့ပါတီတွေရဲ့မဲဆွယ်စည်းရုံးပုံတွေကဘယ်လိုဖြစ်နိုင်လဲနောက်ပြီးတော့အခုကျွန်တော်အခုဒီဟာခမြို့ရောက်တော့ကျွန်တော်အင်တာဗျူးတွေလိုက်လုပ်တဲ့အချိန်မှာကျွန်တော်သိရတာကဟာခမြို့ရဲ့ဟာခဒီချင်းပြည်နယ်အစိုးရကချင်းပြည်နယ်အစိုးရမှာရှိတဲ့အစိုးရဖွဲ့ဝင်ဝင်ကြီးချုပ်အပါအဝင်တချို့ဝင်ကြီးတော်တော်များများကလက်ရှိယာတုကနေနှုတ်ထွက်ပြီးတော့နှုတ်ထွက်ပြီးသားရှိမနေဘူးအမှန်တကယ်ဆိုရင်သူ့ရဲ့ဒီရွေးကောက်ပွဲဆိုင်ရာစီမင်းဥပဒေအရဆိုရင်ဒီမဲဆွယ်စည်းရုံးကာလရောက်တာနဲ့လက်ရှိတာဝန်တွေကနေနှုတ်ထွက်ပြီးတော့သူတို့ပါတီမှာသူတို့မဲဆွယ်စည်းရုံးရမှာဖြစ်တယ်အခုကျတော့သူကဒီပြည်နယ်မှာရှိတဲ့အစိုးရတာဝန်တွေကိုလည်းထမ်းဆောင်တယ်ဒီဘက်မှာလည်းတပြိုင်တည်းမှာပဲပါတီမဲဆွယ်စည်းရုံးရေးလုပ်တော့ကျွန်တော်စိုးရင်တာကတော့အဲ့ဒီကိစ္စပေါ့နော်ဒီပါတီအချင်းချင်းကြားထဲမှာမဲဆွယ်စည်းရုံးတဲ့အခါမှာတရားမျှတမှုမရှိမှာအတက်ချက်တော့ဆိုရင်လည်းဘာဖြစ်လို့လဲဆိုတော့ဒီပြည်သူပြည်သားတွေဒီဟာခမြို့သူမျိုးသားတွေအနေနဲ့ကလည်းဘေးအန္တရာယ်ကိုရင်ဆိုင်နေရတဲ့အခါမှာသူတို့ကိုအကူအညီပေးတဲ့အဖွဲ့အစည်းပါတီကိုသူတို့အားကိုးမှာပဲအဲ့ဒီအကူအညီတွေအဖွဲ့အစည်းတွေကနှောင်ကြိုးကင်းမဲ့တဲ့နောက်ပြီးကြတော့ပြည်သူ့ဗန်နာကိုတုံးပြီးတော့ကိုကျိုးအတွက်မဲဆွယ်တာမျိုးမဟုတ်ဘဲနဲ့ကင်းလွတ်တဲ့မဲဆွယ်စည်းရုံးမှုမျိုးတရားမျှတတဲ့မဲဆွယ်စည်းရုံးမှုမျိုးဖြစ်စေခြင်းနဲ့အဲ့ဒီဟာကိုလည်းကျွန်တော်တို့ဒီတနိုင်ငံလုံးမှာရှိတဲ့မီဒီယာတွေအပြင်ဒီချင်းပြည်နယ်မှာရှိတဲ့မီဒီယာတွေကလည်းအာရုံစိုက်ပြီးတော့အဲ့ဒီဟာကိုတရားမျှတအောင်လို့ဝိုင်းပြီးတော့စောင့်ကြည့်ပေးစေခြင်းတယ်အခုကျွန်တော်ချင်းပြည်နယ်မှာပထမဆုံးကျွန်တော်ချင်းပြည်နယ်မှာတွေ့ရတဲ့အခြေအနေကတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အကုန်လုံးသူတို့စိတ်ပါဝင်စားမှုရှိတယ်ဆိုပေမဲ့လည်းဒီရွာတွေပေါ့ရွာတွေမှာဆိုရင်လမ်းမဆက်တွေအရန်ခက်တယ်ကျွန်တော်တနိုင်ငံလုံးမှာဆိုရင်ဒီရွေးကောက်ပွဲကိုလွတ်လပ်တဲ့ဒီလေးလာဆောင်ကြည့်တဲ့အဖွဲ့အစည်းတွေအဲ့ဒီအဖွဲ့အစည်းတွေရှိတယ်အဲ့ဒီအဖွဲ့အစည်းတွေကတနိုင်ငံလုံးမှာသူတို့အားကောင်းတဲ့CS ဆိုတဲ့လှုပ်ရှားနေတယ်ပေါ့နော်အဲ့ဒီအဖွဲ့အစည်းတွေကိုလည်းဒီရွေးကောက်ပွဲကော်မရှင်နဲ့ပူးပေါင်းပြီးတော့သူတို့ရွေးကောက်ပွဲကော်မရှင်နဲ့အပြန်အလှန်ကူညီပေးတယ်ဒီဘက်မှာတော့အဲ့လိုလမ်းမဆက်တွေအရန်ခက်ခဲတော့အရန်ဝေးလံခေါင်ပြတဲ့နေရာတွေဆိုရင်မီဒီယာရဲ့စောင့်ကြည့်မှုနောက်ပြီးတော့ဒီရပ်ဖက်ဖွဲ့စည်းတွေရဲ့စောင့်ကြည့်မှုအဲ့ဒီနှစ်ခုကနေပြီးလွတ်သွားတယ်ဆိုရင်ဒီဒေသမှာကမဲနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေတရားမျှတမှုအတွက်အခက်အခဲတွေဖြစ်လာနိုင်တယ်ကျွန်တော်မနေ့ကရွေးကောက်ပွဲကော်မရှင်ရုံးမှာအဲ့ဒီကလူကြီးတယောက်နဲ့အင်တာဗျူးတော့ကျွန်တော်တို့ဆိုရင်ကလွန်ခဲ့တဲ့ပြီးခဲ့တဲ့2010-2012ရွေးကောက်ပွဲမှာကဒီကြိုတင်မဲတွေပေါ့နော်ကြိုတင်မဲတွေနဲ့4နိုင်နောက်ပိုင်းရောက်လာတဲ့ကြိုတင်မဲတွေနဲ့ဒီရွေးကောက်ပွဲရလဒ်ရဲ့အဖြစ်အပြောင်းလဲသွားတယ်အခုဒီချင်းပြည်နယ်ကတော်တော်များများကရွာတွေမှာရောမြို့တွေပေါ်တွေမှာကသူကဒီချင်းပြည်နယ်ကဒီအလောက်ကန်ရှားပါလို့ဆိုပြီးတော့ချင်းပြည်နယ်ကိုစွန့်ပြီးတော့အခြားဒီပြည်တွင်းမှာပဲဖြစ်ဖြစ်နိုင်ငံတကာမှာပဲဖြစ်ဖြစ်ရောက်နေတဲ့သူဦးရေကဒီပြင်ပြည်နေတဲ့ဆိုင်တော်တော်များတယ်များတော့ကျွန်တော်တို့စိုးရင်တာကဒီချင်းပြည်နယ်မှာဒီခုနပြောတဲ့ကြိုတင်မဲတွေကိုဘယ်လိုမျိုးစီစဉ်ဆောင်ရွက်လဲရွေးကောက်ပွဲကော်မရှင်ကတော့အဲ့ဒါကိုသူတို့ပြက်သားသားလုပ်ပါမယ်လို့ပြောတယ်၄နာရီနောက်ပိုင်းမှရောက်လာတဲ့မဲကိုသူတို့လက်မခံတဲ့ပြင်အဲ့ဒီဟာကိုသူတို့ပြန်ပြီးတော့ကန်ဆယ်လုပ်မှာပေါ့ပြန်ပို့မယ်လို့တော့သူတို့အဲ့ဒီလိုမျိုးတော့ဂရီပေးပါတယ်ဂရီပေးမယ်ဆိုဂရီပေးတယ်ဆိုပေမဲ့အဲ့ဒီဟာကို
တရားမျှတမှုရှိလားလွတ်လပ်မှုရှိလားစောင့်ကြည့်ဖို့အတွက်မီဒီယာတွေနောက်ကျတော့ခုနပြောတဲ့ CSO တွေကလမ်းဘက်ဆက်သွယ်ရေးခက်ခဲတယ်ရန်ဝေးလံခေါင်ရတဲ့နေရာတွေကိုမရောက်မှာကိုအရင်ဆိုရင်ပါ အခုလိုမောင်လေးကဖြေချပေးတဲ့အတွက်အမတို့ရန်ကျေးဇူးတင်တယ်ပြီးတော့လည်းတော့လည်းဟာခါကိုလာခဲ့ပါလို့နှုတ်ဆက်ချင်တယ် ဟုတ်ကဲ့ကျွန်တော်လည်းနောက်တစ်ခါပြန်လာပါမယ်လို့ကြည့်ပေးပါတယ် ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်